နောက်ပိုင်းတည့်ရမလားဟိုလိုပေါ့မင်းသမီးတွေပြောလိုက်မင်းသားတွေပြောလိုက်ထမင်းမစားဘူးထမင်းရှောင်တယ်ထမင်းဖြတ်တယ်ကောက်မှကျွန်တော်ထမင်းမစားတဲ့သူတွေ10နှစ်လောက်ကျွန်တော်ထမင်းမစားတဲ့တွေတွေ့ဘူးလေပေါ့နော်အဲ့တော့ဒီလိုပဲပြောရရင်လည်းဟိုပေါ့ကျွန်တော်အခုစေးပွဲတွေသွားတယ်ပေါ့နော်ရှောင်ဝင်ကြီးတွေရှိတယ်ချိုးရှောင်ကြီးထမင်းမစားဘူးအဲ့တော့မနေ့ပိုင်းတော့စားတယ်ပေါ့နော်ဒါကြီးသွားတယ်ဆိုတာသူ့အကြောင်းကောင်းကောင်းသိတယ်အဲ့တော့သူတို့ညနေပိုင်းကြီးလိုက်တဲ့ခါထမင်းကနည်းနည်းပဲထည့်ကြတယ်ညနေဆိုချိုးစားတယ်ထမင်းမထည့်ဘူးကျွန်တော်တို့ဆို8ရောက်ဝိုင်းပေါ့ဟိုတရုတ်စကားစားဝိုင်းဆိုရင်8ရောက်ဝိုင်းစီးဖူးတွေကျွဲဆိုထမင်းကိုမထည့်ကြဘူးထမင်းမစားကြဘူးချိုးစားရေးပေါ့နော်သူတို့လည်းသိပါတယ်ကျန်းမာရေးအတွက်ကတော့ဘာပဲထမင်းလျှော့ကြတယ်ပေါ့နော်ဒါပဲပြောကယ်လိုရီကိုကာဘွိုက်တွေကိုလျှော့တာဒါပေမဲ့ကျွန်တော်တို့ဗမာလူမျိုးကထမင်းလျှော့ခိုင်းတဲ့ရွေးချက်နောက်ွယ်မှာကြီးကြီးမားမားတွေကဘာတွေရှိရလဲဆိုတော့စာဟင်းချက်တဲ့စီကွာတလားစီများတာပြတ်တလားခုကဘာဖြစ်လဲဆိုတော့ပဲစီနေနေကြစီနေနေဘာစီနေစီရလျှော့ရမှာကျွန်တော်ကစီပြန်ဗမာဟင်းရဲ့သဘောကစီပြန်ချက်တာအဲ့တော့ခတ်တာကအဲ့ဟင်းနေချက်ရင်ကျွန်တော်လည်းအဲ့လိုပဲရင်အိမ်ကအရန်ပြောရတယ်ဟာမင်းလည်းဟင်းသမင်းမချက်ရင်သူမချက်တာမကြိုက်ရင်မစားရင်လည်းမကြိုက်ဘူးလေအဲ့ကျွန်တော်ဝါလာတဲ့ချောင်းကြီးကဗမာစီပြန်နေပါလို့ကွာဘာလို့ဆိုတော့သူကအဲ့ဒါသမင်းနဲ့စားရမှာအဲ့ကျွန်တော်ကသဘောပေါက်လားမသိနော်သမင်းကအများကြီးပြဿနာရှိတယ်သမင်းကတော့အများကြီးပြဿနာရှိတယ်အဲ့မဲ့သမင်းတခုတည်းမဟုတ်ဘူးကွာကျွန်တော်တို့ပြဿနာတက်နေတယ်စီပါတယ်အဲ့ကျွန်တော်အများနဲ့3ချက်ပြောပြတယ်ငါမစားပါနဲ့စီကိုတက်နေတာတော့မစားပါနဲ့ရှောင်းပါဘာစီနေရတယ်ကျွန်တော်ပြောချင်တာကွာတစ်ခါလေကျတော့တွက်ကြည့်တဲ့ခါကျတော့စိတ်ပညာဆိုတာအများနဲ့ပြောင်းလဲနေတာပေါ့နော်ကျွန်တော်မြဲပြောပါတယ်ထိုင်းနေမဲ့ပါဘရောမှမှန်တယ်ဆိုမရှိဒါပေမဲ့မဖြစ်မနေမှန်နေတာတော့ရှိတယ်ပေါ့နော်အဲ့တော့အဓိကကာဘွိုက်တွေကတော့ရှော့အောင်ထမင်းကလုံးဝမစားဆိုင်ရှော့စားတာပိုကောင်းတယ်လုံးဝမစားရင်လည်းအနာကြီးရောက်ဖို့မလိုဘူးလေနော်ဒါကတော့လူငယ်တွေပြဿနာမရှိဘူးကျွန်တော်တို့လူကြီးတွေတိတ်လှုပ်ရှားမလုပ်ဘူးဆိုရင်တော့လေအားကစားလုပ်နေပြဿနာမရှိဘူးအားကစားလုပ်ရင်ပြန်ဖမ်းတယ်ပေါ့နော်ကျွန်တော်ကြောင့်အားကစားမလုပ်နိုင်ဘူးခီးတွေပဲသွားတယ်စိတ်ကန်းထိုင်တယ်လှုပ်ရှားမှုလည်းမရှိနိုင်ဘူးပြန်ညနေဆိုရင်စိတ်ကန်းပြန်တယ်ကလေးကြိုရတာနဲ့ဟိုတောင်ဝင်တစ်ဖက်နဲ့ဆိုတော့အဲ့ဂျင်းကိုမလဲနိုင်ဘူးဖြစ်နေဂျင်းဆော့ရမှလည်းတည်တယ်အားကစားလုပ်မှလည်းတည်တယ်နောက်ဆုံးတော့ကိုယ့်ကိုအကျော်တော့ short ဖြစ်တယ်ပေါ့နော်အဲ့လောက်ပဲလှုပ်ဖြစ်နေတာဆိုတော့ပွင့်နေပြကျမကြီးအတွက်နည်းနည်းလိုသေးတယ်အဲ့တော့ကိုကကယ်လိုရီကို deficit လုပ်နေတာကယ်လိုရီ short စားတာပဲရှိတယ်ထမင်းကိုကျွန်တော်တို့ကဘယ်လိုစားမလဲဆိုတာတွဲစားတဲ့အစားစာနဲ့ပဲဆိုင်တာပြောချင်တာဆူရှီစားတာနဲ့ဗမာထမင်းစီပြန်စားတယ်မတူဘူးထမင်းပမာဏချင်းတူပေမဲ့ကယ်လိုရီတက်သွားတဲ့ပမာဏမတူဘူးဟိုကောင်ကစီပြန်ဆိုတော့စီဆန်းစားသလိုဖြစ်သွားတယ်ဆူရှီကျတော့စီမပါဘူးလေအဲကြောင့်မို့ပြောကိုအဲ့တော့အမေရိကမှာဆူရှီလိမ့်နေဗမာတွေကြီးပဲဘာလို့ဆိုတော့အမေရိကကောင်တွေသိတယ်လေဒီကောင်တွေကသူတို့နိုင်ငံနောက်တိုင်းစားစားမကြမ်းပါဘူးဆိုသိတယ်မီဒယ်အီးကကောင်းတယ်မြေထဲပင်တဲ့ဒေသစားစားကောင်းတယ်အဲ့ Western ကမကောင်းဘူးယူရိုမကောင်းတဲ့ဒီကောင်တွေကဆူရှီကိုအဓိကစားတာအဓိကစီပဲအုံနောက်ကောင်းတာရှိမလားတကယ်ကိုအန်ဇိုင်းမာလို့ခေါ်တယ်အသက်ကြီးမေ့တယ်လို့နော်အုံနောက်ကျုပ်သွားတယ်လို့နော်အဲ့ဒါတွေတော့ကာဝယ်နေတာလေနော်အကောင်းတော့ကွာ nut လေးနဲ့ nut ဆိုတာအသီးနှံလေးပေါ့စိတ်ဆန်ပေါ့စားနိုင်စိတ်ဆန်လေးနဲ့ coffee လေးနဲ့ကြက်ဥလေးနဲ့စားရင်ပိုတော့ကောင်းနေတယ်ဘာမှအုံတော့မထီဘူးမနက်စာစားတယ်ကျွန်တော်ဗမာလူမျိုးစားတဲ့စားစဉ်းစားကြည့်မွေးငါးတွေမုံနီတွေအဲ့လိုမျိုးတွေပေါ့နော်ရှက်ခောက်ဆွဲတဲ့မီးရှည်လို့စားတယ်အဲ့ဒါတွေကကျွန်တော်က10နာရီလောက်မှစားလိုက်ထမင်းနဲ့ခါလေးစားပလိုက်ထမင်းစားမစားအဲ့မုံနီမွေးငါစားပလိုက်စောစောမစားနဲ့စောစောစားတာကိုကျွန်တော်ကအိတ်ပြီးတော့ကျွန်တော်တို့က fasting ရကျင်တာခန္ဓာကိုယ်ထဲမှာအစီတွေဘန်းကျင်တဲ့ခါကျတော့ဟိုပိန်တဲ့သူတွေမပြောပါဘူးကျွန်တော်ပြောတာစားပါပိန်တဲ့သူ